တော်လှန်ရေးကြီးကဘယ်တော့မှမအောင်နိုင်ဘူးခေါင်းဆောင်တွေငတ်ချင်ငတ်ပါစေရဲဘော်တွေမငတ်ပါစေနဲ့ခေါင်းဆောင်တွေမွဲချင်မွဲပါစေရဲဘော်တွေမလဲပါစေနဲ့ခင်ဗျားတို့ခေါင်းဆောင်တွေဆိုပြီးနေရာရနေတာကအောက်ခြေရဲဘော်တွေရှိနေလို့ပဲမရောက်လိုက်တော့အောက်ခြေစစ်ခွေးတွေရှိနေလို့အာနာယူလို့ရတာခင်ဗျားတို့သိတယ်မို့လားလက်ရှိခင်ဗျားတို့သွားနေပုံနဲ့ဆိုရင်တော်လှန်ရေးကြီးကဘယ်တော့မှမအောင်နိုင်ဘူးကိုယ့်အကြောင်းကိုယ်အတိဆုံးပဲဒီအရွေ့ချစ်ရောက်ဖို့ဆိုရင်ခေါင်းဆောင်ဆိုပြီးနေရာယူထားတဲ့အသက်ကြီးပြီးအချိန်စည်းချင်နေတဲ့လူကြီးတွေဘလောက်ထိအားကောင်းကောင်းနဲ့ချစ်သွားနေတယ်ဆိုတာနဲ့ဆိုင်တယ်ဒီပွဲကလူငယ်တွေမပါတော့ရင်လူငယ်တွေမချစ်တော့ရင်နေရာမရမှာကခမားတို့တွေနော်အဲ့ဒါကြောင့်ကျွေးပါမွေးပါကူညီပါထောက်ပံ့ပါဆွေးနွေးပါတိုက်တော့မှလူကြီးမင်းတို့ခမား